hello မင်းတို့ဆရာအဲ့လိုခါကြရင်ချစ်စရာကောင်းတဲ့ပုံစံလေးလေးချင်တာဒါပေမဲ့ဆရာပုံစံကသူကနင်ကချစ်စရာကောင်းရင်ကျူးဆိုချစ်စရာကောင်းတဲ့ပုံစံလေးနေရှင်ပေမဲ့လေနေ့ပုံစံချစ်စရာကောင်းတဲ့ပုံစံမပေါ်နေဘူးတဲ့အဲ့တော့ချစ်စရာကောင်းချင်အောင်မဆောင်ကြပါနဲ့ဆိုတော့ဟောဘယ်လိုပုံစံဖြစ်နေလဲဆိုတော့ you so sexy ရဲ့ဆိုတော့ဟုတ်လားဆိုတော့လေဟုတ်တော့လည်းဟုတ်ပါတယ်ဒါပေမဲ့ဆရာမကြီးတို့ထင်ခဲ့ရတယ်ပေါ့နော်ယူလူကြည့်ပြီးတော့ဝင်လာရဲဆိုရက်အချက်ကလည်းအရှိကြီးပဲတည်မလား for body ကလည်းဒါ right တယ်ပေါ့နော်ဆိုတော့ဘယ်လိုတော့ထောင်မောင်းနေပုံစံရအဲ့လိုဖြစ်နေရောဆရာမကြီးဆိုပြီးတော့ထင်ခဲ့ရပြီးလို့ရှိရင်လည်းတကယ်ခြာတိတ်ပေါ့ပြီးတော့ချစ်စရာကောင်းတဲ့အချိန်လည်းရှိပါတယ်ဒါပေမဲ့ပုံမှန်ကနည်းနည်းမျက်နှာအကြာတော့မျိုးလုံးကလည်းကြီးရပေါ့နော်အဲ့လိုပြောမုန်းနေဆိုတော့မျက်နှာအယိုးလည်းကားတယ်အဲ့လိုဆိုတော့ဒီနှာခမ်းထူတယ်အဲ့လိုဆိုတော့ I want to cute ပဲဒါပေမဲ့လည်း I can't ပဲ예쁘게 하고 싶은데 근데 얼굴이 너무 사시해가지고 그걸 이번 생에는 어쩔 수 없나 봐. 어쩔 수 없을 것 같아 진짜. 어떡해 나도 뭐 귀여운 척하고 하고 싶은데 할 수 없어 여러분. 그래서 셀리야တချို့ဆိုရှင်ကဆိုပြောအဲ့နဲ့နေရတယ်ချစ်ဖို့ကောင်းတယ်ပေါ့နော်လို့ဟာရှိတယ်ချို့ကြောင့်လည်းနင်းရုပ်ကိုကြည့်ရရတယ်တည်ရမလားအရန်ရန်ဆက်စီဖြစ်နေရလည်းမဟုတ်ပါဘူးဆိုပုံစံမင်းကလေးချင်းတော့တခါကျဆိုပြောနင်းရုပ်ကဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ blame တာပေါ့ခါကျတော့မင်းကလေးချင်းလိုဝန်းနေ blame ခဲ့ရတော့ဒါပေမဲ့여러분도 또 blame နဲ့ထူထားတာချင်းစစလေးပို့ပြီးလာရောအဲ့လိုပေါ့နော်ဒီလိုပါပဲဘလော့ရိုက်မလို့ကင်မရာဖွင့်လိုက်တဲ့အချိန်မှာသူတို့ပြောချင်စရာပေါ့နည်းနည်းအဲ့လိုဖြစ်နေသလားဆိုပြီးတော့ရိုက်လိုက်တာပေါ့နော်ပဲဖြစ်ဖြစ်စစ်ကြသည်ဖြစ်စေမကြသည်ဖြစ်စေချောသည်ဖြစ်စေမချောသည်ဖြစ်စေဆိုရဲအဲ့လို여러분တို့တက်ကောင်းစေချင်လို့ပေါ့နော်တချို့ဆိုရဲအမြင်လေး sharing လုပ်ပေးရလေးတွေကိုသဘောကျရဲဆိုရင်အားပေးပါလို့ဒီညနေပဲပြောချင်ပါတယ်사랑해요 안녕 참တချို့ရပြောရပေါ့နော်ချာလို့참လို့ချာလို့တည်မလား여러분လို့ဆိုတာဒီဆိုရဲတကယ်ရင်တော့ fan နေဆိုလို့ရှိရင်တော့တည်ရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ချာချွတ်ဆိုရှင်참ချာရင်တော့ဆိုလို့အရင်ပြောရပေါ့နော်ဆိုရဲ fan နေဆိုလို့ရင်နဲ့ fan နေဆိုလို့ရှိရင်တော့တည်ရပေါ့နော်ဒါဆိုရင်အများနဲ့သုံးနေကြစကားဆိုတာဟာပေါ့နော်여러분ဆိုတာကဒီမှာဆိုရင်ရင်နဲ့2021လောက်ထဲရပါတော့ဆွဲပဲသုံးတာပေါ့နော်ဆွဲဟိုပြောမလို့ signature ဆိုမျက်မှန်ရဲ့ဒီ Jordan လို့တော့ပြောလို့ရပါတော့ဆွဲ fan လေးတည်ရပါပြီးချာဆိုတာကဲဆိုပြီးနောက်ဆုံးမှာအမြင်ဘလော့တိုင်းမှာဆွဲထည့်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာဆွဲဟိုမှာလေတခါဆွဲ fan မဟုတ်ပေမဲ့ပေါ့ line ပေါ်မှာတစ်ခါကြလို့ရှိရင်တက်လာပြီးတော့ဒီသူတို့ဟိုnew feed မှာပြပေးရတဲ့တက်လာရတဲ့ချို့ကြောင့်ဝင်ကြည့်ချာဆိုတော့တက်တီတုံးတယ် main ကလေးရှင်နင်ပြောရဟာကြီးကဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဆိုတော့စင်မပြေလို့ရှင်လည်းကြော်သွားပါလို့ဆိုရအကျင့်ပါနေရပေါ့လေတည်ရပေါ့လားခါကြလို့ရှင်တော့ကိုယ့်ကိုပြောနေတယ်လည်းမြန်မာစကားကအဲ့လိုဟိုတိုင်ပတ်နေတယ်မလားဟိုလိုဖြစ်လို့ပြောရမို့ဆွဲအမြဲမဲကွာအဲ့လိုချာ여러분တို့ချာဆိုတာအမြဲပြောနေကြစကားဖြစ်တဲ့အတွက်ပေါ့နော်ဆွဲ signature လည်းဖြစ်တဲ့အတွက်ဆွဲတော့အဲ့လိုဟိုပြောဖြစ်တယ်ပေါ့နော်여러분ဆိုတာလည်းဆွဲအမြဲသုံးနေကြပါတော့နော်အဲဆိုဒီ Korea ဟိုဂျင်းနေက Korea စာတက်တော့လေ Korea စာပြောရင်နဲ့အမှ여러분တို့သုံးဖြစ်သွားတယ်ပေါ့နော်အခုတော့တရုတ်စာတင်လို့ရှိရင်ဘယ်လိုလဲမသိဘူးเนาะတရုတ်တွေအများကြီးနဲ့ပြောဖြစ်သွားရဲဆိုလို့ရှိရင်တော့တရုတ်လေတန်းထွက်လာမလားတော့မသိဘူးပေါ့နော်ဒီကမှာချာတွေ့တော့အဲ့လိုပဲချာဘာတော့မဟုတ်ပါဘူးဆိုလိုလေးပဲအဲ့လိုတချို့ကြတော့ဆိုအခုမှသိရဲပေါ့နော်ချို့ကြလို့တမျိုးထင်ကြလို့ပေါ့နော်ဒါကတော့ဆိုပြတာပါဆိုလေးရရင်ကအဲ့လိုပြောနေကြမှုလို့သုံးနေကြမှုလို့သုံးနေတဲ့အတိုင်းပဲသုံးတာပါလို့အပိကြပါအောင်လို့ချစ်တဲ့သူရောမချစ်တဲ့သူရဲ့အကုန်လုံးချစ်ပါတယ်လို့사랑해요